Okay let's leave ဘာလို့ပြမလဲဟိုဘက်ကကလောက် okay တစ်ချက်ထုတယ်တစ်ချက်ပြစ်တယ် okay ဟောစကိတူနဲ့ရောကောပြရတယ်ကလောက်ကဟုတ်မင်းอ่ะ okay ပြန်ပြီးတော့ဖြတ်ရှင်းတယ်အချိန်ပြီဗောမင်းဟိုမင်းတေးဗောယောလေးပုံမှာလွှင့်မှာမင်းဖြစ်တယ်နော်မင်းတွတ်ရှုပ်လို့မရအောင် okay ဒါတော့အားလုံးသိကြတဲ့အတိုင်း 3D edit ပေါ့နော် okay ကိုရကြချောင်းလာပြီဟိုမှာ super hero ချောင်းဟုတ်တယ်ဟိုတော့မိုင်ဘောဟို share ပဲဟိုဟုတ်တယ်လာပြီအမမိုက်တယ်နော်မင်းနော်ဟိုမှာ Ryan Chu ချောင်းလာပြီ okay ဒါတော့နည်းနည်းပါတော့ထူတော့မဆန်းဘူးပေါ့နော်ငါတို့နေတိုင်းမြင်တဲ့တိုင်းတော့ဒီ edit က okay ချောင်းတယောက်ပဲလိုက်ဟုတ်တယ်ဟာတူရီကိုမြင်လားတူရီကိုကာလာကစပြီရှယ်မိုက်တာမပြောချင်မလို့နော် slide motion ကစပြီ oh my god ဟဲ့ဟေးတွားရပါမင်း oh shit ကျွန်တော်ထင်ပြောရရင်ဒီ edit ကိုလုပ်ရမယ့်ဟာအချိန်ကတော့3ရက်လောက်ပေးရမယ်ထင်တယ်တပတ်လောက်တော့ပေးရမှာ okay